အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတော်တွေကတော့စာရေးဆရာကြီးမင်းတို့ဝန်ရေးသားထားတဲ့ဘာကြီးအောင်ညာတယ်ဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးခြင်းပါတယ်ဘာကြီးအောင်ညာတယ်အရှိချောင်းသားတထောင်စာလဲပေါ်ချောင်းသားအကောင်သားကြောက်မီးသွေးမှုမဲတီကိုဒိုချောင်းသားမှုရဲတကိုဟေးယာမောင်တို့ဝါဟုအာရပါရစုညံစွာအော်ဟစ်ပြေးလွှာလာသောခလေးတစုတီကလဲပေါ်ဖုံးကြီးကျောင်းသားကလေးများဖြစ်ကြ၏ရင်းတို့ကြောပတ်တင်ချလေတစ်ခွက်လောက်กว่าတွင်ခြီလုံးကြီးပြတာကွင်းတိုင်း၍တင်တိုင်းအင်ကြီးကိုရောရီရောဝက်လျက်ခေါင်းငိုက်ဆိုင်နှင့်တလှမ်းချင်းလာနေသောမောင်ချစ်သည်ဧဝမေတုတံဤကံတမယံဟုတတိုးတို့ရွလျက်ရှိနေ၏စေတဝကျွမ်းလောက်အကြာတွင်အရှိတို့လှမ်းကြည့်လိုက်ရာဘဘုဆရာကြီးဦးအောင်ချကနာဖြင့်တဲ့၌ကျောင်းသားတငယ်များဝိုင်းအောင်နေသည်ကိုတွေ့ရလေသည်မိမိသည်လည်းအကြောင်းကိုသိလိုသောကြောင့်ပြေးလွှားတိုးဝှေ့ကြည့်ရှုလေ၏ဦးအောင်ချသည်စင်စွယ်မင်းသမီးရုပ်လေးတစ်ရုပ်ကိုထုလျက်ရှိနေ၏လူထုလက်ဆဖြစ်၍ရုပ်လုံးပေါ်ယုံမျှပင်ရှိသေးတော့လေအယုတ်ကလေးမှာနွယ်နှောင်းဖြူပွေးချစ်စရာကလေးပင်ဖြစ်ပေ၏အတန်ကြာသောအခါမောင်ထွေးမောင်ခွေးဖိုးဆန်ဖိုးလှတို့တစုထပြန်သွားလေ၏မောင်ချစ်ကမြေကြီးပေါ်တွင်ဒူးထောက်၍ကိုပြက်ကပန်းတွင်မေးတင်ပြီးလျင်အသာလေးငေးကြီးလျက်ပင်ရှိသေး၏ဘာကြီးအောင်ဒီမင်းသမီးရုပ်လေးကိုဘသူကိုပေးဖို့ထုနေတာလဲဟုမျက်စိကလေးပိတ်ကလက်လုပ်၍မေးလေ၏စောင်းပုံးနှင့်စောက်ကလေးကိုအသာချ၍စောက်ပုံးထဲတွင်ဆက်လိတ်တို့တူစမ်းနေသောဦးအောင်ချကငါတူမင်းလိုချင်လို့လားငွေတစ်ချက်ယူခဲ့ရင်ဘာကြီးပေးမယ်သိလားဟုအမှတ်မှတ်ပြောလိုက်သောအခါမျက်မှောင်ကျုပ်ရင်ခေါင်းကုပ်လျက်ငွေတစ်ချက်ဆိုတာဘယ်နှပြားလဲဘာကြီးရဲ့ဟုပြန်မေးလေ၏ဘဘုဆရာကြီးလည်းဆက်လိတ်ကိုချ၍လက်ဝါးနှစ်ဖက်ကိုထောင်ပြရင်10ပြား6ခါနောက်ပြီးတော့4ပြားထက်ပေါင်း60နဲ့4ပြားအဲ့ဒါလောက်ကိုတစ်ချက်ခေါ်တယ်ကြားလားဟုခလေးတငယ်များကိုချစ်ခင်သောဝါဒနာရှိသည့်အတိုင်းစိတ်ရှိလက်ရှိခြေဟန်လက်ဟန်နှင့်ရှင်းပြပြောပြလေ၏64ပြားပေးရင်ကျွန်တော်ဒီအယုတ်ကလေးကိုတကယ်ရမှာလားနောက်တော့မညာနဲ့တော့ဗာကြည့်အောင်ဟုပြောရင်ရောင်စုံစမိတ်လေးကိုချလဲအောင်ရဝိုင်းလျက်အိမ်ရှိရာသို့ရွှင်လန်းဝမ်းမြောက်စွာခုံပေါက်ပြေးလွှားလာလေ၏မောင်ချစ်သည်နေ့လယ်ချိန်ကျောင်းတွင်မုံစားရန်မိခင်ပေးလိုက်သောတပြားသောအတပြားကိုမတုံးရမဆွဲရပဲအင်းကြီးတင်ခေါက်တွင်အပေါက်ငယ်ဖောက်၍ဆုထားသည်မှာ6ပြားမျှရှိရလေ၏တထွာမျှကျဲသောမိမိဝန်ကောင်းသမုတ်တရားအတွက်မူကားနေသွန်းစားကလတ်တက်ခေါက်တွင်ဖုံးတော်ကြီးဥခေမာဝေသောငပြောသည့်တစ်လုံးနှင့်ကျေနပ်ဖူလုံလျက်ရှိလေ၏စင်စွဲရုပ်ကလေးသည်တနေ့တခြားတာနာကြော်ရှင်း၍လာ၏သွားကလေးပေါ်လူမတက်ရှိအောင်ပြုံးလိုက်ရန်ဟန်ပြနေသောအတွင်သည်အိပ်ပျော်နေသောညအချိန်တွင်ပင်မောင်ချစ်မျက်လုံးတွင်မှမထွက်ကြည့်ရပါများလေအယုတ်ကလေးမှာလှလာလေလိုချင်စိတ်ပွားလာလေဖြစ်ရကတနေ့မှတပြားစုရသည်ကိုအလွန်ဖင်လေးကြံ့ကြာနေသည်ဟုသိတာလေ၏ပတ်စံရလွန်ရကျင်လွန်၍ဥပုံနေများကိုပင်စာတင်ရန်ဖြစ်ပါစေတော့ဟုဆုတောင်းမိ၏တပေါက်တလန်းကဘယ်နည်းနှင့်ပတ်စံရအောင်ကြိုးစားရမည်နည်းဟုကြံစီနေပြန်၏ထိုစဉ်အခါကကဘာစစ်ကြီးအတွင်းဖြစ်၍ကြောက်တံအလွန်ရှာ၏မောင်ချစ်သည်အကိုကြီးကိုတည်၏ကြောက်တံမုံကွဲများကိုညောင်ရီအိုးစင်မှယူ၍ညနေတန်ကောင်းမရှောင်မိုင်းတလူထွက်နေသောရေနံစီမီးကွက်ကြီးကိုထွန်းလျက်ချွန်တက်သောဖဲတီတန်ကြောင့်ဖြင့်ကြောက်တံတိုက်လေ၏ကြောက်တံရောင်း၍ပတ်စံ6ပြားရ၏ကျောင်းသားကြီးဖိုးတေကအနိုင်ကျင့်၍မပေးဘဲထားသောအကျွေးတစ်ပြားအတွက်တွေးမိတိုင်းဆွေးမိ၏12ပြားများရလာသောအခါအင်းကြီးတင်မုံခေါက်တွင်မဆန့်ဖြစ်၍နှစ်ဖက်ပိတ်ကြသောဝတ်စစ်အတွင်းထိပ်ဘက်ကအပေါက်ဖောက်ခါဝေလာကောင်းချော်ကောင်းနတ်ပိုးချွန်စသော30အမျိုးခန့်နှိပ်ထားသည့်ကြေးပြား12ပြားတီကိုတွန်းလောင်းတုံမိထားလေ၏နှစ်ဆန်းတရက်နေ့တွင်ဒွေးလေးညိုချစ်စနှုတ်၍ပေးသောသူငယ်ဖော်မောင်ထွေးကအလိုက်2ပြားပေး၍ပတ်စံခြင်းလဲစဉ်မလဲရပဲတွေ့တာခဲ့သည့်
ထုံးအမှတ်နှင့်ဒေါင်းပစံကလေးကိုလည်းဖျားအောက်မှထုတ်ယူ၍ကြေးပြားအဖော်များရှိရာကြေးတိုက်တွင်သို့သွင်းလိုက်လေ၏ကြေးပြား၍တွက်တွေကိုလည်းဝါကြောတွင်စူးဖြစ်ချ၍မှတ်ထားလေ၏ပဲဟင်းချက်တဲ့နေ့ကတပြားဘာကြီးထူးကျွဲပြောက်တဲ့နေ့ကတပြားစသဖြင့်လက်ချောင်းကလေးများချိုးကပတ်စံစရင်တွေ့ရသည်ဆေးရသည်မှာနှိမ့်စဉ်နှင့်အမျှဖြစ်၏ရေတလျှောက်ထဲတွင်ထားရကောင်းနိုးကျမ်းပေါ်တွင်ဖွက်ထားရလျင်လုံနိုးနှင့်ပတ်စံဘူးနေရာကျက်ပြောင်းရသည်မှာလည်းအမောပင်ဖြစ်၏အယုတ်ကလေးကိုရလျင်ထည့်ထားဖို့ရန်ထိုင်းရွက်ဖာကျော်ကလေးများကိုအမျိုးမျိုးပြုပြင်စင်ရင်မုံမှန်ရသည်မှာလည်းမအားပင်ဖြစ်လေ၏ဈေးသည်ဒေါ်ခါဦး၏တောင်းနေတဲ့၌အငွေ1000တောင်းနှင့်ကောက်နှင်းဦးငချိတ်ပေါင်းကိုမြင်သောအခါတရေယိုမိ၏တို့ပါတော့လဲဝယ်မှရသောတရေသားကိုတပိတ်မှောက်လေ၏လူငယ်ဖော်တို့ဖန်တို့ဝယ်၍ဂေါ်လီရိုက်သောအခါခလေးတို့တဘာဝအများနည်းသူကစားလိုပါတော့လဲမိမိတွင်ရှိရင်ဆွဲစီးပတ်တန်ခွေအဟောင်းကြီးကိုကြောင်းဝိုင်းပတ်လေတွင်လှက်ပဲ့ရိုက်လျက်တယောက်သေးတဲ့ကျေနှက်တင်းတိမ်နေရလေတော့၏တို့ဖြစ်တပြားတို့လျင်တမျိုးဝမ်းတာလျက်စုဆောင်းရလာခဲ့ရာပတ်စံ34ပြားပိုက်မိသောနေ့သို့ရောက်လာလေသည်ညနေ4နာရီကြောင်းလှောက်ခေါင်းလောင်းတန်သည်မောင်ချီ၏နှလုံးသွေးကိုနှိုးဆွလိုက်လေ၏ဖယားရှိခိုးဆုံးကန်သည်အာမဟုဆိုလျင်ပင်ဗန်နောကိုမဆောင်နိုင်ပဲထိုင်၍ပြေးလီရာအဆောင်ကိုတော်ကြီးတစ်ပါးကအလင်းလိုရာကောင်းလားဟု၍ထိတ်ကိုကောင်းကောင်းမြအောင်ခောက်လိုက်၏အမှုမထားမိလမ်းတွင်ခလုတ်တိုက်၍ခြေမကွဲသွားတော့လဲနာယာကောင်းမှမသိဦးအောင်ချာကနာဖြင်း၌ရောက်သောအခါအသင်းတိုးဝင်သွားလေ၏ဖောအုပ်ထုပ်ကိုဆောင်ဘောင်းမီအပြာကိုဝတ်လျက်ကိုပြစ်ထွက်တွင်အခမ်းနားထိုင်ရင်မင်းသမီးရုပ်ကလေးကိုဘဲပြန်ညပြန်ပဲနဲကင်တွယ်ကြီးရှုနေသောလူကြီးတစ်ယောက်ကိုမြင်မှသာကိုအရှိန်တိုက်၍ပြောနေကြသောစကားကိုကြားမိလေတော့၏ဘယ်နဲ့လဲဆရာကြီးရဲ့ကြုတ်ပြောတဲ့အဖိုးနဲ့ပဲပေးလိုက်မယ်မဟုတ်လားခမည်းတော်အရက်မှာဒီအယုတ်ကလေးနဲ့တန်တဲ့အိမ်တအိမ်မှမရှိပါဘူးဝယ်နိုင်မဲ့လူလည်းရှိမှာမဟုတ်ပါဘူးမှန်ပါဝန်ထောင်မင်းဖို့ဆိုရင်တော့အလကားတောင်းလဲပေးရမှာပါပဲနှုတ်ပေမဲ့အချောသက်အမွှန်းတင်ဖို့4-5ရက်လောက်ဆောင်ဆိုင်စေချင်ပါတယ်ပြီးရင်ပြီးချင်းဝန်ထောင်မင်းတို့စီကိုလာပြီးပို့ပါမယ်ထိုးမြကိုကြားလျင်ပင်မောင်ချီအသက်နှလုံးဦးသိန်းဦးမတို့သည်ကြွေကြားလူမတက်ဖြစ်လေ၏အယုတ်ကလေးကိုအတင်းလူ၍ပြေးလို့တော့စိတ်ပေါ်တော့လဲဝန်ထောင်မင်းဟုကြားရယုံမျှနှင့်ပင်ရင်တုံဒူးတုံနေရသောမောင်ချစ်မှာအဘယ်သို့ဝင်ရဲပါအန်ဒီခါကြက6လုံးပြူတနက်သည်လဲမောင်ချီအကြံကိုတိအလားမောင်ချစ်သည်တို့စိမ့်လှဲ့၍6လန့်မောင်းနှင်လေ၏ဝဲလာသောမျက်ရည်ကိုအနိုင်ထိန်၍မိမိဘက်သို့ကြောခိုင်းနေသောစင်စွဲဒေဝီကလေးအားနောက်ဆုံးကြည့်လျက်ထွက်လာလေ၏လမ်းကြားငယ်တစ်ခုအတွင်းမှဟိုကောင်ကလေးညိုတိုတို့ကိုကြိုက်လို့ငိုနင်ငိုပေမဲ့အလကတို့အမေကမပေးစားဟုပေါ်ထွက်လာသောတေးတန်သည်တေးဆိုသူအားနှလုံးပွားပွဲပင်ဖြစ်တော်လဲမောင်ချီနှလုံးသားကိုကဓာပါနှင့်မောလိုက်လေတော့လေတည်း15ရက်မြကြာသောအခါခေါင်းထက်တွင်တပတ်ကိုစီတင်ထားသောမိန်းမကြီးတစ်စုနှင့်ယောက်ျားကြီးတစ်ယောက်တို့မောင်ချစ်တို့၏6တွေ့သောခြံကလေးအတွင်းသို့ဝင်သွားသည်ကိုမြင်ရပါသည်အိမ်ရှိခွေးကတက်တို့တက်မိလျင်ပင်တိုင်ဖုံးနား၌မျက်ရည်စိတ်လက်ဦးဆန်ဖားလျာနှင့်ထိုင်နေသောမိန်းမတဦးကြီးယောက်ျားကြီးခြေစုံကိုပြေးဖက်လျက်အမလီကိုရင်အောင်ရဲ့မောင်ချစ်ဖြစ်ပြပုံတွေမြင်ဝင်သေးရလားရှင့်မောင်ချစ်ရေအမေသားကြီးရဲ့အမေလိုက်ခဲ့မယ်ကွနော်ဟီဟီဟုအော်ဟစ်ငိုကြွေးပြီးငိုကြွေးမိတန်းလေတော့၏ဦးအောင်ချလဲမောင်ချစ်အလောင်းသားတွင်မလုံးမရှက်ထိုင်နေသောမောင်ချစ်ဖခင်အားဘယ်နဲ့ဖြစ်ရတာလဲမောင်ဖုံးကိုရဲ့ကိုရင်လဲမြို့တက်သွားတာ14-5ရက်ကြာသွားလို့ဘာတည်းမှမကြားမိဘူးအခုပြန်ရောက်ချင်းပဲအိမ်မှာထိုင်အောင်မထိုင်နိုင်ပဲပြေးလာခဲ့တာပဲကွပြောလေ၏ကိုရင်ရဲ့ဘာယောဂရဲ့လို့လဲမပြောတတ်ပါဘူးတမိုင်တထွေနဲ့ထမင်းမစားဟင်းမစားတခါတလေသူ့အမေကျွေးလို့စံပြုတ်ကလေးတစ်စုံလောက်ဝင်သွားပေမဲ့ချက်ချင်းပြန်ပြေးလိုက်တာပဲဘယောဂဆိုလို့ဆရာအောခေါ်ပြတာလဲဘ
ဘာမှမထူးကြပါဘူးခလေးကိုညင်းဆဲတယ်လို့သာဖြစ်နေတာပဲမေးလို့လည်းမပြောဘူးမင်းညကတော့သူ့အမေကိုခေါ်ပြီးလူစုထားတဲ့ပတ်စံငါးမှုနှစ်ပြားကိုလူဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ကိုရင်အောင်ကိုမေးတာပဲမြို့သွားတယ်လို့ပြောတော့အတန်ကြာကြာဘာမှမပြောပဲမောနေပြီးဘာကြီးအောင်ညာတယ်လို့မပီတပီပြောရင်အသက်ပြောက်သွားတာပဲဟုပြောရင်လုံကြီးစားဖြင့်မျက်ရည်တုပ်လေ၏ဦးအောင်ချလဲစဉ်းစား၍အကြောင်းရင်းကိုရိပ်မိသောအခါမျက်နှာညှိုးငယ်၍တွားလေတော့သည်ယခုအခါတွင်ကရွာကလေးအနောက်ဘက်နွားစက်ချက်အနီးထိန်မင်းကြီးတောင်ရင်းရှိတင်းញိုင်းကုန်းထက်တွင်တည်ထားသောအုတ်ဂူကလေးတစ်ခုကိုတွေ့နိုင်ပါသည်အချစ်ကူဟူ၍တော်၎င်းမောင်ချစ်ကူဟူ၍တော်၎င်းအမည်နှမျိုးဖြင့်ခေါ်ကြရာမြည်သည်ကိုအမှန်ဟူ၍မပြောနိုင်ပါဂူကလေး၏အရှိမျက်နှာလှန်ကောင်းပေါက်လေးတွင်ကျွဲကြောင်သားနွားကြောင်သားတို့၏လက်ချက်ကြောင့်ကျိုးပဲ့ပျက်စီးနေသောအယုတ်ကလေးတစ်စုံကိုတွေ့နိုင်ပါသေးသည်လိုင်ဝအင်္ဂလိပ်တွင်တွင်းနှံထားသောကြောက်ပြားငယ်အထက်တွင်ကလို၍မရသောဆင်းရဲဟုစာတမ်းထိုးထားပါသည်ကျွန်တော်၏ဘိုးဘေးအားမေးမြန်းကြည့်ရာ၃နှစ်လောက်ကပြန်တော်မူသောဒေါထွက်ကြီးဦးစင်း၏လက်ရာဖြစ်သည်ဟုတာမန်မှသာသိရပါသည်မင်းတို့ဝန်တက္ကသိုလ်ကျောင်းတိုင်မဂ္ဂဇင်းဖေဖော်ဝါရီလ1932